အားလုံးပဲမင်္ဂလာပါကျွန်တော်မြောက် reaction နေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘယ်ဟာတွေကဖြစ်တင်လဲဘယ်ဟာတွေကမဖြစ်တင်လဲဒီကအဓိကခေါင်းစဉ်ပေါ့နော်ပြီးတော့လူငယ်တွေထင်မြင်ယူဆချက်နဲ့သူတို့တိုင်းပြည်ဖြစ်ပျက်နေတဲ့ဟာရောတကယ်သိရလားဘာကြောင့်လဲဆိုတော့ celebrity တွေဒါပြောရမယ်ဆို social influencer တွေပြီးတော့ public figure တွေရဲ့လွှမ်းမိုးမှုကြောင့်ပြည်သူလူထုတွေဝေဝါးသွားမှာဆိုလို့ကျွန်တော်ဒီ reaction လေးကိုတင်ဆက်ပါတယ်เนาะခေါင်းစဉ်ရအောင်ကြီးပြီခေါင်းစဉ်ရအောင်ကြီးပြီအဲ့တော့ reaction တင်ဆက်ရင်းနဲ့ဒီမှာဒါလေးလဲသုံးဆောင်ကြပါအောင်လို့เนาะကျွန်တော်ဒါအင်္ဂိုက်ပြေအောင်လို့ပေါ့เนาะပြောမယ်ဆိုညနတ်မ reaction လုပ်တော့အင်္ဂိုက်တော့အမှစပစ်သီးလေးစားပြီးမှပြောလို့ရတာအဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်အရင်ကြည့်ရအောင်ဒီနေ့ကတော့ဒါအကောင်းနေကြီးပဲပြောမှာဒါပေမဲ့ပိုကောင်းလာအောင်ဘယ်လိုလုပ်ကြမလဲပေါ့နော်အဲ့လေးပါတယ်နော်အဲ့တော့ဒါလေးကျွန်တော်ဖွင့်ကြည့်အောင် The Pillar Media News Agency တဲ့ line ပေါ်မှာဘယ်လိုပဲအားချောင်းဒီနိုင်ငံကိုကျွန်တော်အရန်ချစ်တယ်ဆိုတဲ့ J-Fire တဲ့ J-Fire ဆိုတာကျွန်တော်နဲ့ music line တော့မတူပါဘူးเนาะသူဆိုတဲ့အချို့သချင်းလေးတွေလည်းသဘောကျပါတယ်เนาะဒါပေမဲ့ဖြစ်တာကမွေးကလေးကအုံနောက်ပါမလာတဲ့ကောင်တွေရှိတယ်အဲ့ကောင်တွေကပညာဘလောက်ပဲတက် creation creative thinking ဘလောက်ပဲဖန်တီးမှုအားကောင်းเนาะတကယ်ရေဘူးရလက်တွေ့ဆန်းเนาะတွေးခေါ်တော့မယ်ဆိုရင်တော့ cheap brain ဖြစ်သွားတတ်တာကိုကျွန်တော်ရှင်းပြဖို့ဖွင့်ပြမယ်ဒါလေးเนาะနားတော့ကြည့်စိတ်ချမ်းသာကြောင်းတွေတို့တစ်ချက်တစ်ချက်ကောက်ချတဲ့နာနာတွေပါတဲ့တစ်ချက်တွေကိုလည်းဆက်လက်ဖန်ပြီးနေသေးပါပဲခင်ဗျာ What the fuck နောက်ထပ်လည်းလက်တာမြန်မာဆိုတဲ့အမိုင်စားစူပါမြူဇစ်ဗီဒီယိုကိုရိုက်ကူးပြီးစီးသွားပါပြီခင်ဗျာ Super music video What the fuck စပင်းကြောင်းမယ်နော်နိုင်ပေါ်မှာဘယ်လိုလဲအားချောင်းဒီနိုင်ငံကိုကျွန်တော်အရင်ချစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲဘုရားဘာနေလဲဘုရားဘာစကားတွေပြောနေရလဲဆိုတော့ကျွန်တော်ကျေဖားရစဉ်းစားနားလည်တတ်ပါတယ်ပြီးတော့ဒီကာလိုဒီလိုပြက်ကက်ကလာဒီလောက်ရှုပ်သေးတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်နေနဲ့ကိုမိဘကိုမိတ်ဆွေပေါင်းလေးတွေကိုဘယ်လိုဆက်ပြီးစောင့်ရှောက်ရမလဲဆိုတော့လည်းဉာဏ်နဲ့စဉ်းစားတတ်ပါတယ်ဟုတ်ပြီဉာဏ်နဲ့စဉ်းစားတတ်ပြီမိမိကိုမထိခိုက်အောင်နေပါအဲ့ဒါမှပဲမိဘကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်မိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်နောက်ဆုံးမှမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်မိနိုင်ငံကိုပြောင်းလဲနိုင်ပါကိုမထိခိုက်အောင်စောင့်ရှောက်ပါโอเคဒီကနေ့အားရနေတဲ့ကျုံစားပြီးတော့ကျုံအောင်ပါတော့ဆက်လက်ဆောင်ကြည့်ဖို့အစီအစဉ်တွေမလားအခုထွက်တဲ့တချင်းတွေပုံလားခွာမှာစားလို့ရစားပဲရှိနေတယ်နောက်တဲ့အမိုင်စားမျိုးစုဗီဒီယိုရဲ့ဆက်ပြီးတော့ဖန်တီးဖို့ကြံပါလေအဲ့မသိကြဘူး share ဟောပြန်နားထောင်ပါကွာအဲ့တော့မှပဲမိဘကိုမထိခိုက်အောင်လုပ်အဲ့ရှစ်မိကိုမထိခိုက်အောင်နေပါအဲ့တော့မှပဲမိဘကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်မိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်နောက်ဆုံးမှမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုမထိခိုက်အောင်စောင့်ရှောက်ပါโอเคထပ်ပြီးအားရနေတဲ့ကျုံသားပြီးတော့ကျုံအောင်ပါတော့ဆက်လက်ဆောင်ကြည့်ဖို့အစီအစဉ်တွေမလားအဲ့တော့ပြောချင်တာအခုမှစပြီမိကိုမထိခိုက်အောင်နေပါโอเคအမှန်တယ်မိကိုမထိခိုက်မှမိသားစုကိုကာကွယ်နိုင်မယ်စောင့်ရှောက်နိုင်မယ်เนาะအဲ့လိုမျိုးကာကွယ်နိုင်စောင့်ရှောက်နိုင်မှဒါနိုင်ငံကိုပိုပြီးကောင်းမွန်လာအောင်ဗလာပေါ့အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုမိကိုမထိခိုက်အောင်နေပါဟုတ်ပါတယ်ဘယ်ခေတ်မှာလဲကျွန်တော်ပြန်ကြည့်လိုက်အောင်ကျွန်တော်ဒီကောင်ပြောလို့မိကိုမထိခိုက်အောင်နေပြီးထားဘလို့မထိခိုက်အောင်နေမလဲပတ်စံတွေအများကြီးရှိပြီးတော့ခြံဝင်းကိုလုံးဝခတ်ထားပြီးတော့ခြံထဲမှာတလားစာလောက်ကို freezer ထဲမှာ freeze ထားပြီးတော့ frozen food တွေထားပြီးတော့တလားမှတစ်ခေါက် shopping ထွက်မှာလားအဲ့ကြမှာ body guard တွေနဲ့ထွက်မှာလားဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကြီးကနော်ဘလို့ဖြစ်နေလဲဆိုကျွန်တော်ပြမယ်ဒီမှာကျွန်တော် save ထားလေး၃ခုရှိတယ်ဒီမှာတစ်ချက်နော်ဘာသတင်းလဲဆိုတော့နေပြည်တော်ပြည်မနာတွေရောင်နေဦးရွှေဆိုင်ကိုတနက်တူပြတပြားတိုက်သူ2ဦးကိုပြည်သူကဝိုင်းဖိုင်းရဒီမှာဖြစ်ဝင်နေတယ်ဘာနေလဲဘာလာပြီ
ရှေ့ကတည်းကမဟုတ်မနော်ခုကပိုင်း ရှိပါဘူး ဟောမမီဝိုင်းခဏတူနဲ့နေအောင်တမှုနောက်တမှုကြည့်အောင်မန္တလေးမြို့ကရွှေစင်အကယ်ဒမီရွှေဆိုင်ဓမြတိုက်ခံရအဲ့ဒါ2024ဒီဇင်ဘာ18မှာဖြစ်သွားတာပြီးခဲ့တဲ့နှစ်ကဖြစ်တာဒါကတော့နော်ကြည့်လိုက်ပါဦးဒါဒီကောင်းလေးဂျေဖာရှိရမန္တလေးကဖြစ်တာနော်နေပြီးတော့မန္တလေးမင်းမြို့လာမယ်ပြီးရင် ဘုံဘာဆိုတော့ကပြလာဆွေးတယ်ဒီကောအထုံးထုံးပါစားလို့ဘာလို့တိုင်းတာအတိအကျသိတာဘာလို့ဒီလိုကျွန်တော်မသိဘူးကျွန်တော်ရဲ့ရှာ ဟုတ်ပြီနော်ဗီဒီယိုဖိုင်တစ်ခုနောက်ဗီဒီယိုဖိုင်နောက်ဆုံးဗီဒီယိုဖိုင်ဒါကတော့ငါပြီးခဲ့ရပိုင်းမှာသတင်းတွေတက်လာတယ်အဲ့သတင်းမှာသတင်းတွေထဲမှာခေတ်သစ်မီဒီယာတင်ထားတဲ့သတင်းဖြစ်တဲ့ဘာကြီးပြောထားလဲဆိုတော့စစ်တပ်မြို့တော်ပြည်ဦးလင်မြို့လေကောင်းတွင်မင်းမျိုးပေါ့ဗျာနော်ရွှေဆိုင်ဓမြတိုက်မှုပြစ်ခတ်မှုဖြစ်ပွားတဦးသေးဆုံးကဓမြတဦးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိရုပ်သံကြည့်အမှာဘာစီကလေးလေးရောက်ပြီးတော့မတနာနဲ့တက်ပါဟောတွေ့လားနော်လူသေးမှုတိကိုဖြစ်သွားတာဒါဂျေဖာယာတို့မန္တလေးမှာဘယ်လိုနေထိုင်ကြလဲတော့ကျွန်တော်မသိဘူးကျွန်တော်ဒါအန်ဒီလက်ထက်အမေစုတို့ခင်မာတဲ့ကမန္တလေးမှာဒူးဆိုင်မှုတွေပပအောင်လုပ်တဲ့စီမံကိန်းကြီးတွေချပြီးတော့တကယ်ဟိုဘက်နော်ဟိုမန္တလေးမြောက်ပြင်တို့နော်အဲ့ဘက်ကနေပြီးတော့ထွက်ပြီးတရှည်နဲ့လိုက်ခုတ်တဲ့ကောင်တွေဒီဘက်မှာဆိုလဲမန္တလေးဒါစမှုစုံဘက်တွေစုံဘက်ကကောင်တွေနော်ပြည်ကြီးတကောင်နော်အဲ့ဘက်ကကောင်တွေနော်ပြီးတော့ဒီဘက်မှာဟိုမြရည်နန္ဒာဟိုဘက်ကကျူးရက်ကွက်ကကောင်တွေအားနေဓာတ်နဲ့ခုတ်ပြီးတော့ဆိုင်ငယ်တွေပါတွေကိုဟိုလူရက်တာပေါ့ခိုးစိုးလူနိုင်ကမန်းလေးအရင်များတာဘူးများတော့အဲ့ခစ်မာတွေကကျွန်တော်တို့က volunteer အနေနဲ့ဒါမြရည်နန္ဒာမှာဆိုကျွန်တော်တို့လုံခြုံရေးဝိုင်းကူညီပေးဘူးတယ်လာကစားမဟုတ်ဘူးနော် volunteer လုံခြုံရေးအဲ့မှာကျွန်တော်တို့မြရည်နန္ဒာမှာတုန်းကကျွန်တော်တို့တရှည်နဲ့ကလေးတွေဝင်းထဲမှာခုတ်ကျွန်တော်သွားဖမ်းမေးတယ်လုပ်ပေးတယ်တို့လမ်းမှာအဲ့လိုအမျိုးသမီးတွေပါရင်အနိုင်ကျင့်ခံရတယ်ပေါ့ဗျာပြောမယ်ဆိုလင်မယားပါပဲဂျာသုံးကြားမဝင်ရဘူးဆိုတဲ့ကိစ္စကိုလည်းကောင်းကောင်းနားလည်ပူပါတယ်ကိုမယားကိုဂိမ်းပါနဲ့ထူးသမဲ့အနေထားဖြစ်တော့ကျွန်တော်ဝင်ကြိတ်ပေါ့ဗျာပြီးသွားရင်ရဲစခန်းကိုခေါ်ရဲစခန်းမှာသွားပြီးတော့ရဲလက်အပ်ပေါ့အဲ့လိုအမှုတွေအများကြီးကုညီကပေးဘူးတယ်ဖမ်းပေးဘူးတယ်ရန်ကုန်မှာတော့ကလည်းအင်းစိန်ရွာမှာအနောက်ရက်ကွက်နော်ဒါဟိုကျွန်တော်အဲ့တော့ကျော်ဝဲစိန်တို့ဘာလို့မသိပါဘူးကိုကအိမ်မှာသွားပြီးတော့မူရိတာအေးရနှစ်မှာကိုသွားနေတာနေရင်းနဲ့မှကျွန်တော်အဲ့အိမ်ရရဲ့လုံခြုံရေးဝိုင်းကူပေးတာရောက်တဲ့နေရာလေးသိရမလားဟိုပရာဟိတအကျိုးကစောင့်တတ်တာအခုဒီခါလိုမျိုးပရာဟိတဆိုပြီးအလှူတွေခံလိုက်ပြီးတော့ကုညီပေးတဲ့လူမျိုးမဟုတ်ဘူးနော်ကိုအိတ်ဆိုင်ပဲပရာဟိတလူလိုက်ဖမ်းမိတာပြီးတော့ရဲစခန်းကိုသွားပို့တယ်ရဲကနေပြီးတော့ပြန်လှုပ်ရင်လည်းသွားကူပေးရတယ်ကိုကြောင့်အိမ်မှာအတွဲတွေလင်များရင်ဖြစ်ကုန်တာမနေဘူးဒါကြောင့်လည်း main ကလေးညဘက်တွေအချိန်မတော်တွေခိုးတွေ့တော့ကိုရီးယားဖမ်းပြီးသွားရင်အိမ်မှာရဲစခန်းသွားအလိုက်တဲ့ခါကြမှာအဲ့လိုမျိုးပေါ့နော်ပေးစားလိုက်ကြတာပေါ့ဒါပြည်သူတယောက်အနေနဲ့ဒါအမေစုတို့ခေတ်မှာကူညီပေးနိုင်တဲ့လောက်ရကြိုးကူညီပေးခဲ့တာဂျေဖာပြောပုံဆိုရင်ကိုမထိခိုက်အောင်နေပါဆိုကဲထားပါတော့ main လေးတယောက်ကိုရှိမှ rate လောက်ခံနေရတယ်အဲ့တော့ကိုသွားပြီးတော့မကူညီပေးဘူးလား rate လောက်ခံဖို့ force rate လောက်ခံနေအောင်ဖြစ်တော့ rate လောက်ခံရဖို့ force ပေါ့နော်
abuse လောက်ခံနေရတဲ့အနေအထားမှာကိုမကူပေးလိုက်ရင် rate အဆင့်ကြီးတက်သွားမှာအဲ့ဒါကိုမကူပေးတော့ဘူးလားနော်ကိုရက်ကွက်ဒီမှာခိုးစိုးလူနိုင်တွေလာတယ်နော်ရက်ကွက်ကင်းအနေနဲ့ဝိုင်းပြီးတော့လူငယ်တွေပြန်ပြီးတော့ကာကွယ်ပေးတယ်အဲ့လိုမလုပ်ပေးခဲ့ဘူးလားဒီကောင်ပြောတဲ့စကားကိုကာကွယ်မှကိုမထိခိုက်အောင်နေမှမိသားစုကာကွယ်နိုင်မယ်ဆိုရင်စောက်တလွဲကျွန်တော်တို့ဆိုရင်အရာမိသားစုရှိရတဲ့မှာအဖေဟာသားတွေကိုအာရန်ကိုတယ်တခုခုဖြစ်တဲ့ဆိုရင်သားနှစ်ယောက်ပါလာပြီဆိုတာနဲ့သူ့မှာအကုန်လုံးတက်ကွက်လို့အငိမ့်ပဲနော်အဲ့တော့တောင်းတန်အောင်ဆိုဗျာဒါဖြုံသွားပြီနော်ကြားလေးတွေကြီးပဲဆိုတော့အဲ့တော့ကိုမထိခိုက်အောင်နေလို့မရအောင်ကာကွယ်တယ်ဆိုတာစတေးတာပဲကိုစတေးတာနောက်ဆုံးအသားနာခံရတာမျိုးရှိမယ်ကိုလိုက်ငံချွေရင်းသွားတာရှိမယ်နောက်ဆုံးအသက်ကိုပဲစတေးရတာရှိမယ်အဲ့တော့စတေးတာလို့ခေါ်တယ်အဲ့လိုလုံးမပဲကိုယ့်ရဲ့နိုင်ငံအတွက်အကျိုးပြုတဲ့အဆင့်ကြီးသွားတာပေါ့နော်ဂျေဖာတို့လို့ကျွန်တော်ပြောရမယ်ဆိုရင်ပြောလို့မကောစောက်တော်သားပေါ့စောက်တော်သားကောင်နေဆိုရင်ဒါဒီလိုမျိုးပြောရဲဆိုတာဒါစောက်တလွယ်ကိုမထိခိုက်အောင်နေမှတော့ဘသူ့ကိုသွားကာကွယ်မှတော့ကျွန်တော်ပြောဟုတ်တယ်မလားကိုမထိခိုက်အောင်အခုဒီမှာ security ဦးလေးသူကာကွယ်သွားရှာတယ်စတေးသွားတယ်แต่သမားကသူခုခံသွားတယ်แต่သမားကအုတ်ထုတ်ဆောင်းသွားတော့သူထိုးတဲ့အချက်တွေမထိသွားဘူးသူတနက်နဲ့အပြစ်ခံပြီးသူကွယ်လွန်သွားတယ်ဒါကိုမထိခိုက်အောင်နေရမို့သူကာကွယ်သွားလို့လေနော်ပြီးတော့သူပြောသလိုမျိုးကိုမိသားစုကိုကာကွယ်နိုင်မယ်အဲ့မှာနိုင်ငံတော်ကြီးတစ်ခုလုံးဘာညာရှောက်ပြောတယ်သူ့နိုင်ငံတော်ကြီးကိုကြည်အောင်သူ့နိုင်ငံသူချစ်တယ်ဆိုရင်ဒီလိုနေရာကြည့်လိုက်မိမြို့နော်နေပြီးတော့ဟုတ်လားအဲ့ပပလေတွေကြီးပဲဖြစ်သွားတာနော်ဒါနေပြီးတော့ပြင်မနာဒါမန္တလေးတိုးနေတဲ့မြို့တွေအထိကိုအခုမန္တလေးမှာဆိုရင်မိန်းကလေးစကူဘီလေးနဲ့နော် iPhone လေးနဲ့ည8နာရီကျော်နည်းနည်းပတ်ကြည့်လေရောက်ပြတော့ခုတ်ခံပြီးသွားပြီဟုတ်လားကျွန်တော်ပြောတာဖြစ်နိုင်မှာပြောအာမချောင်တဲ့တော့ဒီကောင်လူကောင်မျိုးကြီးပြောတာဟုတ်သချင်းဆိုမယ်မလားဆိုမင်းနိုင်ငံကြီးပြောရတဲ့မှာငါမြောက်အနေနဲ့ကဒါမျက်စိမပတိမလားစောက်ရကြတဲ့ကောင်မင်းသချင်းဆိုအောင်လဲငါမဘလင်းဘူးမင်းတွေတော်နေထဲမှာဝင်ပြီးတော့နော်သူရဲကောင်းကြီးဝင်မလို့လဲမင်းကိုဘာမှမပြောဘူးမင်းခွေထုတ်တာကိုလည်းမူးတိတာပွားပါတယ်နော်ဒါမင်းထတော့ငါကအသက်ကြီးတယ်ဒါပေမဲ့မူးတိတာပွားပါတယ်ဘာမှမပြောပါဘူးဒါပေမဲ့လူငယ်တွေကိုတော့မိုင်းဆက်တွေမှားအောင်လို့တော့အစိတ်မခတ်ပါနဲ့အဲ့လိုစိတ်ခတ်လိုက်တဲ့အခါကျတော့လူငယ်ခင်ဗျာကိုမထိခိုက်အောင်နေမယ်အမှကိုမိသားစုကိုကာဝယ်တတ်မယ်ဒါကဘလို့ခေတ်အခြေအနေမျိုးမှာလဲဆိုတော့ခေတ်ကောင်းတဲ့အခြေအနေမျိုးမှာဟုတ်တယ်ကိုမထိခိုက်အောင်နေရမဖြစ်အောင်နေသူများရန်လာရှာရင်လည်းတရားဥပဒေကိုသွားတိုင်ကိုမိသားစုကိုစောက်ရှောက်ကိုမထိခိုက်အောင်နေကိုမိသားစုလည်းကာဝယ်ဘယ်အောက်မှာလဲဥပဒေရှိတဲ့တိုင်းပြည်မင်းမဲ့တိုင်းပြည်မဟုတ်တဲ့အချိန်မှာလို့မင်းမဲ့တိုင်းပြည်ဖြစ်နေတဲ့အချိန်မှာတော့ဘာလုပ်ရမလဲနော်မင်းမဲ့တိုင်းပြည်ဖြစ်နေတဲ့အချိန်မှာတော့ကိုမိသားစုကိုထိခိုက်လာမယ်ဆိုရင်ကိုထိခိုက်ခံပြီးကာကွယ်ပါနော်ကိုတိုင်းပြည်ကိုထိခိုက်လာမယ်ဆိုရင်အသက်ပေးပြီးကာကွယ်ပါဒီလိုမျိုးပဲကျွန်တော်တို့ပြောတဲ့ရှိတယ်ဒါတိုင်းပြည်ကိုတကယ်ချစ်တဲ့ကောင်းနေရဲ့စိတ်ရင်းဒါကျွန်တော်ပြောစကားလေးမှတ်ထားဖို့ကြေဖာရနော်အဲ့တော့နောက်တစ်ခုကျွန်တော်သွားမယ်ဒါသတင်းကောင်းလေးတွေနော်ဒါခေတ်သစ်ကတင်ထားတဲ့စကိုင်းတိုင်းကမ်းဘလူမျိုးနယ်ကခေဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား100ကျော်ပါတမ33တပ်တွေကိုတိုက်ခိုက်ခဲ့ရစစ်ကြောင်းစုဖွဲ့မှုပြက်ပြီးစစ်ကြောင်းမှုအပါဝင်ဖမ်းခံရပါညာပေါ့ကျွန်တော်နားထောင်ကြည့်အောင်နော်တိုင်ကမ်းဘလူမျိုးနယ်ကနေခေဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား100ကျော်ပါတပ်မ33တပ်တွေကိုတိုက်ခိုက်ခဲ့ရမှာစစ်ကြောင်းစုဖွဲ့မှုဖြစ်ပြီးစစ်ကြောင်းမှုအပါဝင်စစ်သားအယောက်90ဟာတည်သွားကစစ်တုံးက15ရောက်နေတဲ့ကိုရရှိခဲ့လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကတော်လိုင်းသတင်းကြီးကရကုန်ခေတ်တွေနေရာကိုပြောပြပါရယ်။လွေပါလာ12ရက်နေ့မနက်8:50အချိန်လောက်ကကမ်းဘလူမြို့နယ်ဝတ်တိုးကျေးရွာစစ်တပ်အထိုင်စခန်းကနေခေဦးမြို့နယ်ဘက်ကိုအင်အား100ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့တပ်မ33လောက်ခန့်ခလရ111စစ်ကြောင်းကိုကမ်းဘလူမြို့နယ်ရင်းတိုက်ရွာအနီးမှာတော်လန်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲမှာမနက်7:45မိနစ်အချိန်ထိ
ကြာမြင့်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကစစ်ကြောင်းမှုအပါအဝင်အယောက်90ဟာတည်သွားသလိုစစ်တုံးပန်း15ယောက်ကိုလည်းလက်ခင်းရတွေနဲ့တူဖမ်းဆီးရရှိထားတယ်လို့လည်းသိရှိရပါတယ်ဒီတိုက်ပွဲကိုကပ်ဘလူခံပကဖကာဘိုးတိုက်နယ်ပကဖကျောက်တိုင်ပကဖရုံးမြို့နယ်လက်ရုံးပကဖခင်ဦးပကဖPDF ပကဖစုဖွဲ့တပ်ခွဲတို့ပါဝင်လက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်ရှင်မိုင်းရ စ နော် ကားတဲ့တဘောကိုတက်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းရွှေမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်အထိုင်ချနေတဲ့နေရာနဲ့ကေးဘုံကိုတိုက်ခိုက်ခဲ့ရမှာကျန်းဖက်စစ်တပ်ဘက်ကဒုတက်ခွဲမှုအပါအဝင်၄ဦးဟာသေသွားခဲ့တယ်လို့ရွှေဘုံမြို့နယ်ပကဖတာဝန်ရှိသူတို့ရဲ့ဟောခေတ်သစ်မီဒီယာကိုပြပြပါတယ်။နွေပါလ10ရက်နေ့ညနေ4:20ခန့်မှာရွှေဘုံမြို့နယ်တောင်ဘက်အထွက်မုံဦးမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မ33လက်အောက်ခံစစ်ကြောင်းကစစ်သား20ခန့်ဟာရွှေဘုံမန္တလေးလမ်းပိုင်းတကနန်းရွာထိပ်မှာဝတ်ကျင်းချကအထိုင်ချနေစဉ်တွင်တော်လိုင်းတစ်ဖက်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါအဲဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထိနာပြီးရှားတော်ကျေးရွာဘက်ကိုထွက်ပြေးသွားရလို့လည်းသိရှိရပါတယ်အဲဒီလိုထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတကနန်းကျေးရွာတွင်နေမြေရှင်းလင်းမှုလုပ်ဆောင်နေစဉ်မှာတော်လိုင်းတစ်ဖက်တွေနဲ့တကနန်းရွာဖွင့်ရင်ကျောင်းတွင်ကင်းမုံဝတ်နေတဲ့စစ်သားတွေကြားမှာတိုက်ပွဲထပ်မံဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ဘက်ကဒုတက်ခွဲမှုအပါအဝင်၄ဦးဟာသေသွားတာဖြစ်ပြီးပကဖရဲဘော်တို့ဟာလည်းမြင့်မြတ်စွာကြာဆုံးခဲ့ရလို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖတာဝန်ခံရဲ့စီမံကွပ်ကဲမှုနဲ့မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့တိုက်နယ်1-2-3-5ပကဖတိုက်ခိုက်ရေးအဖွဲ့တွေနဲ့နေမြေကန်ပကဖတွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်ရွှေဘုံမြို့တောင်ဘက်ကရွှေဘုံမန္တလေးလမ်းပိုင်းကိုတလကျော်ကြာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာနွေပါလ6ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးရွှေဘုံမြို့နယ်ပကဖအဖွဲ့ဝင်ရဲဘော်9ဦးဟာမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်ရှင်။အဲကြာဆုံးခဲ့တဲ့ရဲဘော်တွေတော့အစိမ်မကောင်းပါဘူးဒါပေမဲ့ဒီလိုအောင်ပွဲတွေရရှိတဲ့အတွက်တိုက်ပေးနေတဲ့เนาะဒါညီကိုတွေကိုအကုန်လုံးကျေးဇူးတင်ပါတယ်เนาะဒီလိုတိုက်ပွဲတွေအကြောင်းကိုတင်ဆက်ပေးနေတဲ့သတင်းဌာနတွေကိုလည်းကျေးဇူးတင်ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်ကြားကျင်နေတဲ့အားစီးလေးတွေကပြန်ရလာပြီနောက်ထပ်အားစီးလေးတွေထပ်လာမယ်เนาะဒါခုနပြောလို့မျိုးဒါကင်းမုန်းတော်ဝင်ပြီးတော့ကိုရီဘက်ကလူတွေကိုပြန်တိုက်နေတဲ့ကောင်တွေပျောက်ကြားတက်ကိုပြန်သုံးနေရပြီလားတော့မသိဘူးဒါပေမဲ့ကျွန်တော်ပြောတာ force ဟုတ်အနေထားကိုသွားနေရမဟုတ်ဘူးကိုရီဘက်ကနိုင်တဲ့ဟာပေါ့တွေးပြီးတော့ကျွန်တော်ပြောတာပါเนาะ force အနေထားတော့မပြောပါဘူးရန်သူကိုဘယ်တော့မှအထင်မသေးပါဘူးเนาะအဲ့တော့ဒီတက်ပို့ပြီးတော့တိုက်ပွဲတွေအောင်မြင်ပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်သတင်းကောင်းတွေကဘာလဲဆိုတော့ကျွန်တော်ကြည့်မယ်เนาะတိုက်ပွဲသတင်းထုတ်ပြန်ချက်တဲ့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒါ hero တွေဖြစ်တဲ့ BPLA BPLA လွန်ခဲ့တဲ့4နာရီမှာဘာတက်ကြွားထားလဲဆိုတော့မောင်ဆောင်ခါတို့ကเนาะတိုက်ပွဲသတင်းထုတ်ပြန်ချက်KN မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BPLA နဲ့ Force for Federal Democracy FFD တို့ပါဝင်သောမဟာမိတ်ပူးပေါင်းဖွဲ့သည့်တင်းသားတိုင်းအတွင်းရှိထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သောမောင်တော်မြို့ကို2025ခုနှစ်နိုဝင်ဘာ14ရက်နေ့တွင်အပြီးသက်သိမ်းပိုက်နိုင်ခဲ့ပါသည်တိုက်ပွဲအတွင်းစစ်သုံးမှန်40ကျော်ဖမ်းဆီးရမိခဲ့ပြီး120မမလက်နက်ကြီး2လက်ကြီး189တော့ .5 စက်တနက်1လက်60မမ3လက်RPG 2လက်ငချင်းမီ1လက်လက်နက်ငယ်36လက်ရှယ်ပဲဗျာနော်စားလက်နက်ခဲများသောတင်းစေးရရှိခဲ့ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ကျိတ်တဲ့ဆောင်းဟာတို့ကတော့နော်ရှယ်ပဲဒီမှာဒါရဲဘော်တွေရဲ့ကိုရင်ဝင်ကြောသွားအကြိုက်ထားတဲ့ပုံတွေဒါ KNL ရောဒါ BPLA ရောပေါင်းပြီးဒါပူပေါင်းပြီးရောရိုက်ထားတာနော်အိုးတော်တော်ရလိုက်တာပဲတော်တော်ရလိုက်တာမိုက်တယ်ဗျာကျွန်တော်အဲ့လိုမျိုးသိခံတဲ့အခါကြီးသွားပြီးတော့ကြည့်ဘူးတယ်မော်ခီတိုက်ပွဲတော့နိုင်လာတော့ဒါဗိုလ်ချုပ်နိုင်တာများတော့သူတို့စကန်ကုန်းမှာပေါ့အကုန်လုံးတင်ထားတာပေါ့နော်ဟိုစကန်ကုန်းမှာတင်ထားတာကျွန်တော်သွားကြည့် share ပဲစကားစားပဲရလက်နဲ့ခဲရနေရပျော်စရာကြီးမကြည့်အောင်အိုးဒါတော့စစ်ခွေးတွေထင်တယ်စစ်ခွေးတွေကြည့်လိုက်ရတော့တော့ဒါပေါ်တာဆွဲခံလို့ပါလာတဲ့ကောင်တွေမဟုတ်ဘူးရုပ်တွေကနော်အထိုင်တက်ကကောင်တွေစစ်ခွေးအောင်မှဒါခွေးသက်တော်တော်ရင့်နေပြီနောက်မဆုတ်တန်းခန်းစစ်စကန်နဲ့ရှိခဲ့ရတာပဲ
Okay ဒီ reaction ကတော့ဒီလောက်ပါပဲကျွန်တော်ကဒါပြောချင်တာကတော့သတင်းကောင်းလေးတွေလာပြီးတော့ပြောရင်းနဲ့ကိုထင်လာပြတာပါဟဲ့เนาะနောက်တဲ့သတင်းကောင်းလေးတွေလည်းစောင့်မျှော်ရင်းနဲ့ပြန်ပြီးတော့စုံတွေးကြပါစို့เนาะကျွန်တော်ပြောချင်တာကဒီထိပ်ပိုင်းဟိုဘက်ဒီတော်လိုင်းဘက်ကနေပြီးတော့ထိပ်ပိုင်းစောက်သုံးမကြတဲ့ကောင်းကြီးတွေစောက်သုံးမကြတာပေါ့ဗျာအောက်ခြေမှာတကယ်တိုက်နေတဲ့လူတွေကပဲပြောင်းလဲသွားမှာပါတပေါင်းစုတွေလည်းအများကြီးဒီထက်ပိုပြီးဖြစ်လာရင်ပေါ့ COC ခိုင်မာရဲ့ COC တခုအောက်ဒါ ERO တွေနဲ့လည်းပို့ပြီးတော့သိမြတ်တဲ့တပေါင်းစုတွေဖြစ်လာပြီးတော့စကားဆောက်အမြင့်ပြတ်ခြေပုံးနိုင်ပါစေလို့ဆုတောင်းပေးနေဒီ reaction လေးကိုမင်္ဂလာများစွာနဲ့ပြီးတက်လိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်